မိယာမခံပရီမီယံကြီးကဘယ်ချက်တွေပေါ်မူတည်ပြီးတွက်ချက်တယ်ဆိုတာကိုသိပါလားမိယာမခံကြီးကအမခံထားမယ့်အဆောက်အုံနဲ့ပိုင်ဆိုင်မှုရဲ့အခြေအနေအငြင်းဖြစ်နိုင်ခြေပေါ်မူတည်ပြီးဒီချက်၄ချက်ကိုထည့်သွင်းစဉ်းစားရပဲဖြစ်ပါတယ်ပထမချက်ကတော့အဆောက်အုံမျိုးစားပါဥပမာတန်ကူကွန်ကရစ်တွေနဲ့ဆောက်လုပ်ထားတဲ့အဆောက်အုံဟာတစ်သားသက်ဆိုင်မိအငြင်းကိုပိုပြီးခံနိုင်ရှိပါတယ်ဒါကြောင့်မိတန်ခံနိုင်ရဲ့အားကောင်းတဲ့အဆောက်အုံတွေဟာဆိုရင်ပရီမီယံကြီးပုံမတက်တာလေးရှိပါတယ်ဒုတိယချက်ကတော့အဆောက်အုံအနေထားပါအဆောက်အုံရဲ့အတွင်းပိုင်းဖွဲ့စည်းပုံမိသက်စနစ်တွေတက်ဆင်ထားခြင်းရှိမရှိသက်စစ်ပစ္စည်းရဲ့အရေးအသွေးနဲ့မှန်ကန်စွာတက်ဆင်ထားခြင်းရှိမရှိစတဲ့အချက်တွေကလည်းပရီမီယံကြီးတွက်ချက်ရမှာအရေးပါပါတယ်တတိယချက်ကတော့အဆောက်အုံအသုံးပြုပုံပဲဖြစ်ပါတယ်နေအိမ်တစ်လုံးနဲ့စက်ရုံတစ်ခုရဲ့မိရန်ရဲ့ထိနိုင်ခြင်းကမတူညီပါဘူးဓာတုပစ္စည်းတွေလောင်ကျွမ်းလွယ်တဲ့ပစ္စည်းတွေထုတ်လုပ်တဲ့စက်ရုံဟာနေအိမ်ရဲ့ရုံးခန်းနေထက်မိရန်ရဲ့ပုံများအကြောင်းပရီမီယံကြီးလည်းပုံများလေးရှိပါတယ်ဒါကြောင့်အဆောက်အုံအသုံးပြုပုံကိုလည်းထည့်သွင်းစဉ်းစားရပါတယ်နောက်ဆုံးချက်ကတော့ဘေးပတ်ဝန်းကျင်မှာမီးလောင်လွယ်တဲ့အဆောက်အုံတွေလုပ်ငန်းတွေနဲ့နှီးကပ်စွာတည်ရှိနေမယ်ဆိုရင်တော့ဒီအချိန်တွေပေါ်မူတည်ပြီးပရီမီယံကြီးတွက်ချက်တာပဲဖြစ်ပါတယ်ဒီအချက်တွေကိုနားလည်ထားပြီးဆိုရင်တော့ဒီကြီးမင်းတို့အနေနဲ့မိရမခံဝယ်ရွေးခါဘလို့အချက်တွေပေါ်မူတည်ပြီးမိရမခံပရီမီယံကြီးတွက်ချက်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိရှိနိုင်ပြီပဲဖြစ်ပါတယ်